စားလုံးနေနဲ့ဝေးကြချင်နေဆိုရင်ဒီစီစီရလိုက်ပြီလာလို့ရပါတယ်အားလုံးမင်္ဂလာပါရှင်အခုဂျူလီယာကတော့ business နဲ့မိကြီးပြီးတော့ဘန်ကောက်မြို့တွင်မှာရှိတဲ့ UTCC ကိုရောက်ရှိနေရပဲဖြစ်ပါတယ်အခုမှာတော့ဂျူလီယာကအားလုံးကို UTCC ရဲ့ campus တွင်လိုက်ပြပြီးတော့ဖြစ်တဲ့ကြောင့်မလို့စိတ်ဝင်စားရဆိုရင်အဆုံးထိရှိပြပါအောင်နော် I got a condo in Manhattan. Baby girl, what's happening? You and your ass invited. So gonna get to clapping. Go pop it for a plan. Pop it for me. Turn around and drop it for a plan. Drop it for me. လိုက်တာလည်းပထမဆုံးဖန်ချင်ပြရမှာဖြစ်ပါတယ်ရှင်ကျောင်းသားမျိုးဆိုရင် ATM ဆက်တွေရှိအောင်လို့ကျောင်းကခန့်ထားတယ်ဆိုရင် ATM ဆက်ကနေအရင်ထုတ်တယ် PDM second form ပြင်ရရှင်ကျောင်းမှာ process တွေပါတင်လုပ်မယ်ဆိုတော့ဒီ function တွေပါပြင်လို့ရှိပါတယ်ရှင်ဒါကတော့ UTCC ကျောင်းမှာအခုလက်တော်ပြုလုပ်မယ့် process တွေဖြစ်ပါတယ်ဒါကရောက်ရှိနေတာကတော့ UTCC ရဲ့ food house ဖြစ်ပါတယ်ဒီ food house မှာဆိုရင်အပြင်ကဈေးသက်သာရဲ့စားဆောင်များကိုလည်းရရှိနိုင်ပါတယ်ရှင်ဆိုတော့ဂျူလီယာနဲ့ပြန်လိုက်ခဲ့ပြီးပါအောင်နော် UTCC မှာဆိုရင် library က5လ6လ9လပဲဖြစ်ပါတယ်ဒီ3ခုမှာ library ရှိပါတယ်မှာဆို5လပြီးတော့ဖြစ်ပါတယ် UTCC ရဲ့ library လည်းဆိုရင်တော့ student တက်ရှိမှရပါမယ်နော်ဒီမှာဆိုရင် UTCC မှာ private ဘာနဲ့လည်းနားပြရတယ်ပေါ့နော် meeting room နဲ့နားပြရတယ် meeting room ဟောင်းမယ်ဆိုရင်တော့ဒီရဲ့နေရာဒီကောင်တာမှာလာပြီးပြောရတယ်ဖြစ်ပါတယ်ဒီမှာလာနေဒီကောင်နဲ့တက်ရတယ်ဆိုတော့6လောက်တော့တော့ဖြစ်ပါတယ်ကျောင်းရဲ့ရှုခင်တော့ချိန်ပြီးတော့လည်းစာလို့ဖြစ်ပါတယ်ဒီမှာကတော့တကယ်ချင်းနေနဲ့တူတူစာလို့ချင်တာပဲဖြစ်ဖြစ်စကားပြောချင်တာပဲဖြစ်ဖြစ်ဒီနေရာမှာလာပြောလို့ရပါတယ်။ဒါကတော့ကိုယ့်ရဲ့စုံပဲဖြစ်ပါတယ်။ဒီထဲမှာဆိုရင်ဒီအစားအသောက်ကိုရှင်လို့မရဘူးเนาะစကားလည်းပြောလို့မရပါဘူး။ဖွင့်တဲ့နေ့ကတော့တနင်္လာနေ့တောက်ကြနေ့ပဲဖြစ်ပါရဲ့ရှင်။အဲဒါကြောင့်မလို့ဂျူလီယာဒီစနေနေ့ဖြစ်နေတော့တိုက်ပြလို့မရပါဘူး။ACC နဲ့စာလို့ချင်လို့ဆိုတော့ UTCC စေမပေါ်မှာခဲ့ပါ။နောက်ဆိုရင်ကျောင်းကနေပြီးတော့စာအုပ်ပေါင်းများစွာကိုထားပေးပါတယ်။အခုတော့ကျိုးရဲ့ကျောင်းမှာအကြိုက်ဆုံးနေရခေါ်ပေးပါမယ်။ခဲ့ပါဦး။ကျိုးရအကြိုက်ဆုံးနေရကတော့ဒါပဲဖြစ်ပါတယ်။ဒီနေရာကတော့ကျောင်းသားတွေ ACC နာပြီးတော့အိတ်လို့ရတဲ့နေရာပဲဖြစ်ပါတယ်။သူကချို့တော့တနင်္လာကနေတောက်ကြနေ့ထိပဲဖွင့်ပြီးတော့မနက်၈ခွဲကနေညနေ၄ခွဲထိပဲဒီညမှာလာပြီးတော့အနားယူလို့ရပါတယ်။အဲ့တော့ CIS တွေပါဒီမှာဆိုတော့ education ကျောင်းသားတွေအဓိကဆောင်နေတဲ့နေရာပဲဖြစ်ပါတယ်ရှင်။ဒီမှာကျောင်းသားတွေထားနေတာI want to create soul. Well, I am a man. I don't know what I'm doing.